Hello အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့ညီကိုမောင်နှမတွေအားလုံးကို Topic ဆိုတဲ့အလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Topic ဆိုတဲ့အလေးကလေကျွန်တော်တို့ထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့သူတွေအတွက်ပဲဒီ software ကအသုံးပြုလို့ရတယ်ညဝေလို့ရတယ်အဖြစ်တယ်နော်ကျွန်တော်ဒီ app တွေကိုရောက်လာတာအခုဆိုရင်တစ်ပတ်လောက်ပဲရှိပါသေးတယ်เนาะကျွန်တော်မနေ့ကနေစပြီးတော့မှကျွန်တော်စီကိုဘတ်တစ်ထောင်ကျော်စဝင်ပြီเนาะကျွန်တော်ဘာလို့လုပ်ရလဲဆိုလို့ရှိရင်ဒီ app လေးကို TikTok မှာ Facebook မှာဗီဒီယိုလေးတွေတင်ပြကြညာတယ်စိတ်ဝင်စားတဲ့သူတွေကျွန်တော်နဲ့လာချိတ်ဆက်ပြီးတော့မှအကောင့်ဖွင့်တယ်အကောင့်ဖွင့်ပြီးမှ ID တွေလျှောက်ကြတယ်ဆိုတော့ဒီလောက်တွေလုံးယုံနဲ့ကျွန်တော်တို့ဝင်ငွေတွေရတယ်ပြီးတော့तू ကဘယ်ချိန်ဘယ်နေရာပဲဖြစ်ဘယ်နေရာပဲရောက်ဟို internet ရှိတယ်ဆိုလို့ရှိရင်ဒီအလုပ်ကိုလုပ်လို့ရတယ်เนาะကျွန်တော်တို့အင်တာနက်နေနဲ့လုပ်လို့ရတယ်ခီးသွားနေနဲ့လုပ်လို့ရတယ်အိမ်မှာနေနဲ့လုပ်လို့ရတယ်အလုပ်ထဲသွားရုံနဲ့အခုလက်ရှိလက်တွေအလုပ်ထဲသွားရုံနဲ့လည်းဒီအလုပ်ကိုလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ထိုင်းတို့မလေးရှားတို့ကိုရောက်လာပြီးတော့မှလမ်းစရိတ်တွေเนาะလမ်းစရိတ်တွေအကျွေးတွေနဲ့တိုင်ပတ်နေတဲ့သူတွေလည်းလုပ်လို့ရတယ်လူမျိုးဘာသာမျိုးလုပ်လို့ရတယ်ပညာတတ်ဖြစ်စရာမလိုဘူးပညာတွေတက်နေစရာမလိုဘူးရှာကားလည်းတက်စရာမလိုဘူး passport ရှိစရာလည်းမလိုဘူးဘာမှရှိစရာမလိုဘူးတခုပဲရှင်းရပါလေကျွန်တော်တို့အကောင့်ဖွင့်ရတဲ့ထိုင်းစင်ကတ်တစ်ခုရယ်အကောင့်ဖွင့်ရတဲ့ထိုင်းစင်ကတ်တစ်ခုရယ်ဖုန်းတစ်လုံးရယ်စ조사ချင်စိတ်ရရှိရင်ကျွန်တော်တို့ဒီလိုလုပ်လို့ရတယ်ကြိုက်တဲ့လူလုပ်လို့ရတယ်အသက်16နှစ်ပြည့်တဲ့သူဖြစ်ရမယ်ယောက်ျားရောမိန်းမရောเนาะအသက်ကြီးတာတွေရောငယ်တာတွေရောဘယ်သူမှဆိုဒီအလုပ်ကိုလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဘယ်ကိုပဲရောက်ဘယ်နေရာပဲရောက်ဒီအလုပ်ကိုလုပ်လို့ရတယ်ကျွန်တော်ဆိုရင်မနေ့က1000ကျော်စဝင်ပြီကျွန်တော်ဒီလိုလုပ်တာအခုတစ်ပတ်ပဲရှိသေးတယ်နော်နောက်ထပ်လည်းကျွန်တော်စူးစမ်းရင်စူးစမ်းသလိုရမယ်ကျွန်တော်တို့အလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အခုမှအလုပ်ကတစ်လောက်ကို1000ဆိုလို့ရှိရင်1000ထပ်ပို့မရအောင်ဘလောက်ပဲလို့1000ထပ်ပို့မရအောင်ဒီအလုပ်ကြတော့ကျွန်တော်တို့စူးစမ်းရင်စူးစမ်းသလောက်ရမယ်အဲကြောင့်မလို့ဒီအလုပ်ကိုထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအားလုံးကိုလုပ်စေချင်တယ်เนาะဒီလုပ်ကိုလုပ်ကြပါဒီ software လို့ဒေါင်းကြပါဒေါင်းပြီးလို့ရှိရင်လည်းသူစီရတယ်မြန်မာအခါမဲ့ပစ္စည်းလေးတွေဥရှင်းဖြိုရေးအခါမဲ့ယူလို့ရတယ်เนาะအခါမဲ့ဆိုတာ delivery ကတော့ပေးစရာမလိုဘူးအခါမဲ့တောက်လို့ရတယ်အဲ့ဥရှင်းဖြိုရေးဆိုလို့ရှိရင်အရန်ကောင်းတယ်ဗျာကျွန်တော်တို့ဒေါပရစ်ကထုတ်တဲ့collagen တွေရောဥရှင်းဖြိုရေးတွေရောတော်များများအားလုံးကောင်းတယ်ပစ္စည်းတွေကလေမကောင်းတာတစ်ခုမှမရှိဘူးမိန်းကလေးတွေအတွက်ညလေးကလေးတွေရှိတယ်เนาะအဲ့ဒါကိုနောက်ဗီဒီယိုမှာကြော်ညာလို့ကျွန်တော်ဗီဒီယိုကရှိပါဖြစ်တဲ့အတွက်အခုဆိုရင်ကျွန်တော်1000ကျော်ဝင်နေပါပြီအားလုံးလုပ်ကြပါအားလုံးအပုံကလေးတွေရှာကြပါလို့တိုက်တွန်းချင်ပါတယ်ဘိုင်ဘိုင်